这来的时候，够骂啥？人家啥了？可以哦，你妈呀！这俩家里，这家里，ဒီဆိုင်လာလား 这这地ဆိုင် ဟု 啦。 တ်လား 妈哩，干嘛哩，干嘛哩？ ဩ ဟိုစားကြတော့လိုက်ကြည့်ရ တမီးပြန်တော့မလို့ ။ဩဟုတ်လား။မပြတ်နေဘူးမပြတ်နေဘူး။တခါမိတ်ဆက်ပေးလိုက်အောင်မယ်။မထိုင်လိုက်နော်တခါ အဲ့ဒီမှာထိုင်မလေးလား ။အစ်စကားပြောတာနော်။ကဲဘယ်ပြောက် ခရီးသွားနေရသွားလိုက်လာလိုက်နဲ့ဒါနဲ့ကိုရမကောင်းနော်တတိထား စွတ်မနှောင်းနဲ့စိတ်ဆိုးတတ်တယ်စိတ်ဆိုးတတ်တယ် စတာဒီကကြာ စိတ်ဆိုးရတယ်လေ ကြာပြီ9နှစ်လောက်ရှိပြီနော်အိမ်တော့ဆိုကိုတို့အိမ်မှာလေတကယ်ချင်းတွေအများကြီးပဲစားလိုက်တောက်လိုက်နေပြောစရာကြီးနော်ကလုံးမောင်နှမတွေပဲဒါနဲ့အဲ့ဒီအိမ်ရောရှိသေးလား ရှိတယ်အရှင်နေရာမှာပဲ ဟုတ်လား တကယ်အားလုံးစုံတယ်နေမရောက်တယ် ဟုတ်လားလာခဲ့မယ် လာခဲ့ လိုက်ကြမယ်โอเคလာခဲ့မယ်နော်လာခဲ့ပါ ဘာစားလဲအရှင်ဆုံးမဟုတ်ပါ မ ဘူး မ ဝိဒါ ကိုကြီးကချွေးနဲ့ထက်သက်လို့လေဒေလာမန်အစ်စ်ထုတ်တဲ့ room နှစ်ခုကိုစမ်းသုံးခိုင်းနေတာဘယ်ဟာပူကြိုက်မလဲလို့သူကလောင်းလက်စင်းလက်ဖြစ်တဲ့အင်ကြီးလည်းမပေးဘူးလေ ဖေဖေက तू ကခုနမှရောက်လာကိုကပြန်လာမိုးဆိုတော့မှရေတုပ်နေတာဒါဒီကဘယ်လာမန်းကဂျိုင်းလဲဖြူပဲစူလဲဖြစ်တယ်ဆိုတော့ခါတုံးကြည့် ကိုကြီးတော့ပဲမဟုတ်ပါဘူးဒီမှာဆူလက်အတွက်လည်းလက်ဆောင်ပါတယ်ဒေလာအစ်စ်ထုတ်တဲ့ဒါကသူက clean fresh နဲ့ extra white စမ်းသုံးကြည့်ဘယ်ဟာပူကြိုက်လဲလို့ပြီးပြန်ပြောခေါင်းလဲ6ပြီးဆိုတော့လက်ဆောင်လည်းပြီးပြီပြန်တော့မယ်နော်ကျေးဇူးတင်ပါတယ်သူများရှိမှအိမ်မချူ ဟုတ်မလို့ ဟောဒီမှာတီးတဲ့စကားပြောတယ်တော့ညာတောက်ပြီးတော့ ကိုကလည်းသူနဲ့စကားပြောနေမကြိုက်ပါဘူးအိမ်မှာခိုင်းပါနဲ့ ဟောဖေဖေကွာသူလကားပြီးတော့မကြိုက်ဘူးနော်သူတို့အားလုံးမောင်နှမတွေဘာစိတ်မှမရှိ ယုံမယ်နော် ကဲစိတ်ချလိုက်တော့ ဟေးတီးရအောင်နော် ကိုကိုဝယ်ဆိုယူဖြောင်းနေပြီနော် အေးလေးကြောက် တေးတေးမထွက်လိုက်ဘူးဒီမလေးကကိုကြီးအတွက်အကျော်တော့လုပ်လိုက်နော်တော့မွေးကျော်ဆိုအကျွတ်မကြိုက်တာနော်လဲထားတော့မရလို့လိုက်တော့မယ်ဒီမလေးကကိုကြီးနဲ့တူသွားနေလိုက်နော် ဒီရမမမီးကတော့ပေးရပြီ extra white လေဟဲ့လားအဲ့လေတော်တော်တော့ကောင်းနေပြီလားဗီတာမင်ပါလားဂျိုင်းတော်ရှိလား ဟုတ်လား clean fresh လေးလည်းသုံးကြည့်အောင်သူကရှားဆောင်လက်ပတ်ပါတော့ဂျင်ဂျာသားရီကိုပို့ပြီးနင်းနင်းချုံပြီစီ ဒီရအဲ့မဆက်နေတယ်နော်ဒီနေ့တော့ Thank you The next day. ချင်းစစ်မမကိုကို လောကိစ္စနဲ့အပြင်ထွက်သွားတယ်နောက်ကြမယ်ပြောရသူ ဟုတ်တပည့်အပြင်ဆက်လာတာကျွန်တော်တကယ်ချင်းမနေဟိုကိုယောက်ျားလေးနဲ့ဆိုမသွားဟမ်းမပြောပါနဲ့နော်ခဏပါငယ်လေးတဲ့တကယ်ဆိုမကောင်း မပြောပါဘူးဒါမြင်မြင်တော့ပြန်လာတော့ပြေသွားမှာ ဘူးတို့ပထမဆုံးတွေ့ရှိကုန်တယ်နီးနီးလေးပါခဏလေး ပြုံးတော့တော့ ချစ်တယ် ဆုလက်နေငါ့ကိုပြောဘောက်ဒီကိုလာတယ် ဘယ်တကယ်ချင်းမွေးနေလာလေကိုကဘာဖြစ်လို့လဲ နေငါတကယ်ကြီးလာတော့စိတ်မဆိုးဘူးငါ့ကိုလိန်လို့ငါစိတ်ဆိုးတာဆုလက်တိုးတာလည်းမပြောနိုင်ဘူးနော်အခုဒီကိုလာဆိုငါသူများပြောမှသိရတာ ဘာဖြစ်လို့လဲဘေဘေကိုပြောစီ တော်မရှင်းပြတော့ငါနေငါမပတ်သက်ချင်တော့ဘူး အဲ့လိုလေးတော့နား ငါ့ကိုလည်းလာဘရောလာမပတ်သက်နဲ့တော့ငါ့ကိုဖုန်းတွေလည်းမဆက်နဲ့တော့ဆုလက်နေငါနေပြီးပြီနော်တော်ပြီငါသွားတော့ငါရှင်းပြလဲနားမထောင်ချင်တော့ပြီနေငါပြက်ပြီ 1 week later. ဟာလေဟာလို့ရ ဘာဖြစ်စီကြမယ်မလိုက်ဘူးဘာဖြစ်လို့လဲ ဘာဖြစ်စီလဲယူပေးမယ်လေ ဘယ်လိုဘာလဲဘာဖြစ်နေကြလဲ ဘာလဲငါတို့ဘာဖြစ်ရမှာမစိတ်နဲ့လာမနိုင်နဲ့ငါတို့ကမောင်နှမတွေ ဘာမှမလိုက်ဘူးလို့ပြောတာ